What's that guy? Not a bummer. ကျွန်တော်ဒီပြပြပြတော့မှာတော့ထိထိုက်တန်အဖွဲ့ဝင်တွေကလူချမ်းများဆုံးတယောက်ဖြစ်တဲ့ Beast Boy အကြောင်းဖြစ်ပါတယ်ဗျ။ဒါတော့သူကထိထိုက်တန်အဖွဲ့ဝင်ဖြစ်စတင်ခဲ့တာမဟုတ်ပါဘူး။ Roman Patrol အဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်စတင်ခဲ့တာပါ။ Beast Boy ကို1965ခုနှစ်နိုဝင်ဘာလထုတ် Roman Patrol issue 99မှာစတင်မိတ်ဆက်ခဲ့ရပါ။ issue 1အတွက်မှာတော့သူကအဖွဲ့ဝင်တဦးအဖြစ်တရားဝင်ပါလာခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူ့ကိုထိထိုက်တန်အဖွဲ့ဝင်အဖြစ်ပဲလူသိများလာခဲ့တယ်။ကဲBeast Boy ရဲ့ origin လေးစားလိုက်ရအောင်ဗျ။သူ့ရဲ့နာမည်ကြီးကတော့ Garfield Logan ဖြစ်တယ်။သူ့ရဲ့ဖေ Matt Logan ကဇီဝပြန်ပြန်ရှင်တူဖြစ်ပြီးတော့သူကတိရစ္ဆာန်တွေရဲ့ evolution စိတ်ကဲဖြစ်စဉ်ကိုအချိန်နောက်ပြန်လှည့်နိုင်တဲ့ formula တို့ကိုတည်ခွင့်နေတဲ့သူပေါ့။ဥပမာတောသားသတ္တဝါတွေကို dinosaur အဖြစ်ပြန်ပြောင်းပြီးလေ့လာတာမျိုးနဲ့မျိုးတုံးသွားတဲ့သတ္တဝါတွေကိုပြန်လည်တော်သွင်းမှုဖြစ်တယ်။ကားရဲ့ဖေကဒီစီမံကိန်းကြီးပေါ်အဆွမ်းလိုင်းဆွမ်းလန်းနေတယ်။သူ့ရဲ့ဇနီးနဲ့သားကိုအချိန်မပေးနိုင်ခဲ့ဘူး။သူ့အလုံးလုံးနေချိန်လာတွေ့ရင်တော့မှစိတ်နှောက်ယှက်ဖြစ်နေတဲ့သူဖြစ်တယ်။ဒီနေ့မှာတော့မကသူ့ရဲ့ဆန္ဒမှုကိုအောင်မြင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာပဲအလောက်ထက်မိသားစုကရေးကြည့်တယ်ဆိုတော့သူသင်ခန်းစာရလိုက်တယ်။သူအောင်မြင်ပြီဆိုတဲ့အကြောင်းသူ့ရဲ့ဇနီးမယ်ရီကိုတောက်ပြောတဲ့အခါမှာတော့မယ်ရီယာတားလေးတွေမကောင်းဖြစ်နေတာရပ်ပေါင်းများစွာကြာပြီ။ရှေ့ကိုအနောက်ရှက်မပေးချင်လို့ဘာမှမပြောခဲ့တာ။အခုတော့ချင်းနေတော်စိုးနေပြီလို့ပြောလိုက်တယ်။မတ်စစ်သေးကြည့်လိုက်တဲ့အခါမှာတော့ကဒေတာခံနေဆာကူရှာလို့ခေါ်တဲ့ယောဂကုသခန္ဓာကိုတွေ့လိုက်ရပါတယ်။ဒီယောဂငှက်ဖျားနဲ့ဆင်တူပြီးတော့လူသားရည်ထဲမှာအသက်ရှင်နိုင်တဲ့မတန်လုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့နောက်အာဖရိကမြောက်စိမ်းတွေကတော့ဒီယောဂတန်ကိုခန္ဓာရည်ရှိတာကြောင့်ငါဟာသူတီရှင်နာရဲ့ formula ကိုသုံးပြီးခါကိုမြောက်စိမ်းအဖြစ်ပြောင်းလဲပြီးအသက်ကိုကယ်တင်လိုက်ပါတယ်။ခါက24နာရီကြာမြောက်စိမ်းအဖြစ်ပြောင်းလဲပြီးယောဂကိုတိုက်ထုတ်ခဲ့တယ်။ယောဂပျောက်သွားပေမဲ့ဗီရက်ဆိုဂျိုအနေနဲ့ခါရဲ့ရေးပြအများနဲ့အဆင်းရောက်ဖြစ်သွားခဲ့တယ်။ဒီနေ့မှာခါရဲ့မေကိုဝင်ရောက်တဲ့ကောင်ကတိုက်ခိုက်ဖို့လုပ်နေတဲ့ကောင်မှာခါကငွေရရန်သူဖြစ်တဲ့မွေပါအကြောင်းစိတ်ထဲကတွေးမိလိုက်တယ်။သူကမွေပါအဖြစ်ချင်းချင်းပြောင်းလဲသွားပြီးငွေကိုတက်ပစ်လိုက်တယ်။ဒါကိုမြင်တဲ့အခါမှာတော့သူ့ရဲ့ဖေကဒါကကဘာမှာအော်စရာအကောင်းဆုံးပဲဒီဆေးကခါကိုအခြားတိရစ္ဆာန်တွေရဲ့ပုံစံကိုပြောင်းလဲမှဆန်ပေးလိုက်တာပဲလို့ပြောလိုက်တယ်။ဒါပေမဲ့ဒီ liver shot ကိုဘယ်သူမှမပြောဘူးခါကိုသတိပေးလိုက်တယ်။အာဖရိကမှာဝေရတီရောက်တဲ့အခါရေးကြီးပြီးတော့သူတို့ရဲ့စကန်တစ်ခုလုံးပျက်စီးသွားခဲ့တယ်။လှေနဲ့ထွက်ပြေးကြပေမဲ့ကမ်းခြေကိုမရောက်နိုင်ပဲရေတကွန်ကမ်းပါးစီကိုဦးတည်သွားခဲ့တယ်။အဲ့ဒီအချိန်မှာခါရဲ့ဖေကတာငှက်အဖြစ်ပြောင်းပြီးပြန်ထွက်သွားတော့ငါတို့ကတော့မလွတ်မြိုင်နိုင်တော့တားရဲ့တက်ကိုအရဟတ်တက်ဆုံးရှုံးမကန်နဲ့နှုတ်ဆက်ပါတယ်တားလေးလို့ပြောပြီးတော့ခေါင်းကိုကနေခဲ့ပါတယ်။ကငှက်အဖြစ်ပြောင်းပြီးသူမိဘတွေပြုတ်ကျသိမ်းဆုံးသွားတာကိုငွေရေးကြည့်နေခဲ့ပါတယ်။တေးတိုက်တဲ့ voluntary issue 30မှာတော့စာရေးဆရာတွေကစက်ကြောင်းကိုနေငယ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီမှာတော့ဂါဟာညောင်စိတ်တက်ကောင်ရဲ့ကြိုက်ခံရတာကနေစာကူရှာယောဂပိုဝင်သွားခဲ့ပါတယ်။သူ့ရဲ့ဖေကကက်တင်ဖို့စီရိုပေယာကနေ Beast Boy ဖြစ်လာတယ်လို့ပြောင်းလဲခဲ့ပါတယ်။ Power and Ability ကြောင်းပြောသားပါမယ်ဗျ။ Shape shifting တူတီတမျှမြင်သမျှတိရစ္ဆာန်တွေအဖြစ်ပြောင်းလဲနိုင်ပါတယ်။မျိုးတုံးသတ္တဝါတွေနဲ့ခြားကျူသတ္တဝါတွေပါဝင်ပါပဲ။ Train game တိရစ္ဆာန်အဖြစ်ပြောင်းလဲလိုက်ရင်အဲ့ဒီတိရစ္ဆာန်ရဲ့အစွမ်းတတ္တိတွေရရှိလာပါတယ်။ဥပမာ T-Rex ကိုပြောင်းလိုက်မယ်ဆိုရင်သူ့ရဲ့ခွန်အားငွေတို့ကီမီကယ်တို့ပြောင်းမယ်ဆိုရင်သူတို့ရဲ့အစိတ်ကိုရရှိမှာဖြစ်ပါတယ်။အဓိကအားနည်းချက်ကတော့သူကဘယ်သတ္တဝါပဲပြောင်းပြောင်းအများနဲ့အစိမ်းအောင်ပဲဖြစ်နေမှာမလို့ခြားတိရစ္ဆာန်တွေကြမှာဂျွန်းတော့ဖုံးကွယ်လို့မရပါဘူး။သူက Combat Game မှာကျွမ်းကျင်ပေမဲ့ဗန်မန်တို့နိုင်ဝင်တို့လောက်အဆင့်မှာမရှိပါဘူး။ Beast Boy ရဲ့ origin တော့ပါပဲဗျ။ like subscribe လေးလုပ်ခဲ့ပေးကြပါအောင်ဗျ။နောက်ထပ် super hero တွေ villain တွေကြောင်းသိချင်ရင်လည်း comment လေးမှတ်ခဲ့ပေးပါဦး။ကျေးဇူးတင်ပါတယ်ဗျ။